မိမိရဲ့ဖုန်းမှာကြော်ညာတွေအရန်တက်နေရဆိုရင်မိမိရဲ့ဖုန်းမှာပေါ့နော်ကြော်ညာတွေလုံးဝမတက်လာအောင်ကျွန်တော်အခုပြသွားမယ်အချက်၃ချက်ကို like ပိတ်ထားပါပေါ့နော်ကျွန်တော်အခုပြသွားမယ်အချက်၃ချက်ကို like ပိတ်ထားလိုက်မယ်ဆိုရင်မိတ်ဆွေတို့ရဲ့ဖုန်းမှာကြော်ညာတွေလုံးဝတက်လာတော့မှမဟုတ်ပါဘူးပေါ့နော်ဒါဆိုရင်ဘယ်အချက်၃ချက်ကိုပိတ်ထားရမလဲဆိုတာကျွန်တော်နဲ့တူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးခင်ဗျာပထမဆုံးမိမိရဲ့ဖုန်းထဲမှာရှိတဲ့ဒီ Chrome ဆိုတဲ့ software လေးတော့ဝင်လိုက်မယ် Chrome ထဲကိုရောက်လာပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးတောင်းအောင်အဆက်လေး၃ဆက်ကိုနှိပ်မယ်ပေါ့နော်ပြီးဆိုရင်ကျွန်တော်ဒီအောက်မှာ setting ဆိုတာလေးပါရပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်ဝင်လိုက်မယ်ဒီထဲကိုရောက်လာပြီဆိုရင်အပေါ်လို့နည်းနည်းဆွဲတင်မိလိုက်မယ်ဒီအောက်က site setting ဆိုတဲ့ထဲလေးဝင်လိုက်မယ်ပေါ့နော်ပြီးဆိုရင်ကျွန်တော်တို့ဒီထဲမှာပထမဆုံးပိတ်ရမယ့်တစ်ချက်ကဒီ notification ဆိုတဲ့ခေါင်းလုံးလေးနဲ့ပုံလေးတော့တစ်ချက်ဝင်လိုက်မယ်ပေါ့နော်ပြီးဆိုရင်ကျွန်တော်ဒီနေရာလေးမှာအဆက်လေးရောက်နေရဆိုရင်ကြော်ညာတွေကျွန်တော်တို့ notify မှာမတက်လာအောင်အဲ့ဒီအဆက်လေးကိုကျွန်တော်ဒီအောက်မှာရှာပေးလိုက်မယ်ကဲဒါဆိုရင်ပထမတစ်ချက်ပြီးသွားပြီပေါ့နော်တစ်ချက်ပြန်ခောက်လိုက်မယ်ဒုတိယတစ်ချက်အနေနဲ့အပေါ်လို့နည်းနည်းဆွဲတင်ပေးလိုက်မယ်ပြီးဆိုရင်ကျွန်တော်ဒီထဲလေးကိုဆက်ဝင်မယ်ပေါ့နော်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်အခုဝိုင်းမြထားတဲ့ထဲလေးကိုဆက်ဝင်လိုက်မယ်ပြီးဆိုရင်ကျွန်တော်အစောကလိုပဲဒီအပေါ်ကအဆက်လေးကိုကျွန်တော်ဒီအောက်မှာရွှေ့ပေးလိုက်မယ်ဒါဆိုရင်2ချက်ပြီးသွားပြီပေါ့နော်နောက်ဆုံးတတိယတစ်ချက်အနေနဲ့ကျွန်တော်တစ်ချက်ပြန်ခောက်လိုက်မယ်ပြီးဆိုရင်ကျွန်တော်တို့ဒီထဲလေးကိုဝင်လိုက်မယ်ပေါ့နော်ဒီထဲမှာလည်းကျွန်တော်တို့အစောကလိုပဲအပေါ်ကအဆက်လေးကိုကျွန်တော်တို့ဒီအောက်ကအကွက်လေးထဲမှာထည့်ပေးလိုက်မယ်ကဲဒီလိုမျိုးကျွန်တော်အခုပြသွားတဲ့အချက်၃ချက်ကို like ပိတ်ထားပေးလိုက်မယ်ဆိုရင်မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာကြော်ညာတွေလုံးဝတက်လာတော့မှမဟုတ်ပါဘူးဒီနည်းလမ်းလေးတိုင်း like ပိတ်ထားကြည့်ပါဘောနော်ဒါဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကအခုကြည့်နေတဲ့မိတ်ဆွေတွေအတွက်အကျိုးရှိပြီးအသုံးတက်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်မသိသေးတဲ့တငယ်ချင်းတွေသိရအောင်ကျွန်တော်ဒီဗီဒီယိုလေးကို like and share ပြုလုပ်သွားပေးပါဦးနောက်ထပ်သိချင်တဲ့အကြောင်းအရာရှိတဲ့ဆိုရင်ဒီဗီဒီယိုရဲ့ comment အောက်မှာမေးခဲ့နိုင်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ